Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဘလော့လေးကတော့မွေးနေ့အတွက်အလှပုံလေးရိုက်ပြီးမှာပဲဖြစ်ပါတယ်ဒီ page နဲ့မောင်ကောင်းရဲ့စက်ရုပ်တန်းကြီးကိုညီငွေနေပြီးထင်လို့ကျွန်မကိုစားပြောပြတာပါ10နာရီခွဲပဲဖြစ်ပါတယ်။အဲမဲဖြစ်ပါတယ်။ရိုက်မှာပဲဖြစ်ပါတယ်။နေရာပဲဖြစ်ပါတယ်။အဲမဲဖြစ်ပါတယ်။နေရာပဲဖြစ်ပါတယ်။အဲမဲဖြစ်ပါတယ်။နေရာပဲဖြစ်ဟီဟီစတာပါဗျာသူလုံများနေလို့ကျွန်မကကူပေးတာပါခုရောက်နေတာကတော့မင်္ဂလာကားရန်ပေါ့နော်မွေးနေ့ရှင်လေးကတော့ညီမလေးနေ့ရက်မဟုတ်ဘူးပဲဖြစ်ပါတယ်ညီမလေးက12လပိုင်းမိမွေးနေ့ပုံတင်ဖို့အတွက်10လပိုင်းနေ့ကကြိုးရိုက်ထားတာပါခုဆိုရင်တော့မောင်ကောင်းဓာတ်ပုံစရိုက်နေပါပြီရတီလူလေးကတော့နေပူလိုက်ပြန်လိုက်ဖြစ်နေပါတယ်နေပူမိုးရွာအခြေအနေမျိုးဆိုလို့ရှိရင် white balance ကိုတတိထားရပါတယ်အဲ့ဒါကျွန်မပြောတာမဟုတ်ပါဘူးသူပြောပြတာပါကျွန်မမသိပါဘူးအခုမောင်ကောင်းကရှူတော်မျိုးစုံကိုပပောင်းဆောင်နဲ့ရိုက်ပြီးနေပါတယ်ကမ္ဘာရဲ့ညီမလေးကသပင်းစီးကျင်တယ်ဆိုလို့ကျွန်မတို့သပင်းစီးပေးလိုက်ပါတယ်ဒါကတော့ကျွန်မသပင်းစီးပေးလိုက်တဲ့ result လေးပါသပင်းစီးပြီးရိုက်ထားတဲ့ပုံလေးတွေကိုတစ်ချက်ကြည့်လိုက်ပါဗတ်ဒီဒရက်ဆိုတော့ကာလာဆူဆူလေးတွေကိုသုံးပေးထားရဲပေါ့နော်ဗတ်ဒီရိုက်တဲ့လူအများစုကဒီလိုကာလာလေးတွေကိုသဘောကျကြပါတယ်ပုံလေးတွေကိုသဘောကျလို့ရိုက်ချင်တယ်ဆိုရင်ကျမတို့စီကိုဒီဖုန်းနံပါတ်လေးရတဲ့ဆင်လာကိုဆက်သွယ်လို့ရပါတယ်ဖိုင်ဘာနဲ့လည်းဆက်သွယ်လို့ရပါတယ်ကလိုင်းရဲ့စိတ်တိုင်းကြမကြသိရအောင်လို့သူပုံလေးတွေကိုတစ်ချက်ပြကြည့်နေပါတယ်အဖန်ပြေဆုံးတော့ page မှာတင်ပေးထားပါတယ်ခုဆိုလို့ရှိရင်မောင်ကောင်းက post တင်ပေးနေပါတယ်ပြောလို့ရှိရင်ဒီ post လေးတွေကနည်းနည်းတော့လောက်ရခက်တယ်ပေါ့နော်ဒါပေမဲ့တေချာကြိုးစားပြီးရိုက်ပေးထားတဲ့အတွက်ကြောင့် result လေးတွေကရမ်းလာပါတယ်ထိုင် post တွေများသွားလို့ထား post လေးတွေရိုက်ပါမယ်ပြီးရင်တော့ shooting break ပါမယ် shooting break ပြီးလို့ပုံလေးတွေစရွေးနေပါပြီဒီမှာပုံလေးတွေကိုစိတ်တိုင်းကျရွေးချယ်ခွင့်ပေးထားပါတယ်အဲ့တော့ဒီနေ့ vlog လေးကဒီလောက်ပါပဲနောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျမ်းမာရှင်လမ်းမှာစီ dream travel လာဒီဒီရပါ